ရုရှားပေါ်မှာရှိတော့100နဲ့ဒီဂရီเนาะအလက်စတာကကြတော့100နဲ့60တော့150ဒီဂရီအဲ့ရရေးရတယ်เนาะအာတိတ်ဆော့ဝိုင်းဆိုအာတိတ်သမုတ်တရားပေါ့เนาะအာတိတ်သမုတ်တရားဒီမှာရေပင်ရှိတယ်အဲ့ဒါအာတိတ်ဆော့ဝိုင်းအဲ့ရေပြဲရေတွေကရှန်တဲ့ခါကြရင်မိုးရွာလို့ရှန်တဲ့ခါကြရင်တခြားဒေသတွေကိုရေလိုက်ကြည့်တယ်เนาะရေကြီးတယ်ဆိုတာဒါအာတိတ်ဆော့ဝိုင်းကရေပေးနေလို့ဆိုလို့ရှိရင်ရေကြီးတယ်เนาะဒါကဘာကြီးကတဲနေတယ်เนาะအဲ့တော့မြန်မာနိုင်ငံမွန်ပြည်နယ်ထွက်မှဆို98ဒီဂရီเนาะရုရှား100ဒီဂရီเนาะ12မိနစ်ဆိုတော့လင်းပြန်စားထွက်ပြီเนาะလင်းပြန်စားထွက်ပြီဒီနားမှာရုရှားရှိတယ်ဒီနားမှာအမေရိကန်ရှိတယ်เนาะအမေရိကန်တွေ့လားเนาะအမေရိကန်ဒီထိတ်နဲ့ဒီဘုံဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်နဲ့เนาะအမေရိကန်เนาะအမေရိကန်အလက်စတာအဲ့တော့မင်းကလင်းပြန်ပြန်သွားပြီထားเนาะပြန်သွားပြီ space ထဲမှာမင်းနေတယ်เนาะ Samsung နဲ့အဲ့ဒါကဘာကြီးကလဲနေတယ်เนาะ Samsung နဲ့ကဘာကြီးကလဲနေတို့လဲသွားပြီကဘာကြီးလဲသွားပြီလဲသွားတဲ့ခါကျလို့ဆိုရင်ဒီမှာ space ရှိနေအဲ့ဒီအချိန်မှာဝင်ရမှာเนาะအဲ့ညနေရုံးဆင်းချိန်လာပြီ3နာရီဆိုရင်ခေါင်းလောင်းလေးတွေမြည်နေပြီเนาะမြန်မာနိုင်ငံရုံးဆင်းချိန်က4နာရီဆို6နာရီနဲ့60မှာမင်းအမေရိကန်ထဲဝင်ရမှာเนาะအဲ့ဒါပဲပြည့်တည်ပြီလားเนาะမြန်မာနိုင်ငံနေပုံဒီမှာဒါကဘာကြီးကလဲနေတယ်သဘောပေါက်လားအဲ့ရဒီလိုလဲနေတယ်ဒီကောင်ကလဲနေတယ်။နောက်မင်းကဒီ space ထဲမှာနေတယ်။အဲ့ဒါအမေရိကန်အလှည့်ရောက်တဲ့ခါကျရင်အမေရိကန်နဲ့ဝင်သွားလိုက်ရုံပဲเนาะ space တစ်ခုမှမင်းနေရမယ်။ဒါပေမဲ့စီအများကြီးတိတ်သွားပြီဗျာ။ရုရှားမင်းစီလိုက်ရအောင်မယ်။เนาะမင်းရောက်နိုင်လို့ပါရုရှားရောက်သွားတယ်ဆိုတော့သူလည်းစီရောင်းနဲ့သူ့ကိုခေါ်သွားတယ်ဖြစ်မှာတယ်เนาะအမေရိကန်မပေးဝင်ဘူးဖြစ်မှာတယ်เนาะအဲ့ဒီတော့ဒီမှာစီရောင်းမဲ့နေရာရှိတယ်เนาะအာတိတ်ဆက်ဝိုင်းပေါ်မှာအာတိတ်သမုတ်တရားမှာရုရှားတင်မော်တွေရှိမယ်အမေရိကန်တင်မော်တွေရှိမယ်အဲ့ဒီအရာတို့တော့စီရောင်းမယ်เนาะအဲ့ဒါပဲ